တခါကကျေးလက်ဒေသမှာကြော်ကြီးလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်နေထိုင်ပါတယ်။သူ့မှာမိဘနဲ့ညီအကိုမောင်နှမတွေရှိပြီးမိသားစုကအလွန်ဆင်းရဲပါတယ်။ကြော်ကြီးဟာမိသားစုဝင်တွေကိုကျွေးမွေးဖို့နေ့စဉ်ကော်ချန်ထဲမှာအလုပ်လုပ်ရပါတယ်။ကော်ချန်ထဲမှာကော်ပင်တွေကိုချစ်ပြီးရောင်းဖို့လုပ်ရတာပါ။ဒီနေ့မှာကြော်ကြီးဟာပုံမှန်အတိုင်းကော်ချန်ထဲမှာအလုပ်လုပ်နေတုန်းမြွေတစ်ကောင်ကိုတွေ့လိုက်ပါတယ်။မြွေကသူ့ကိုကိုက်လိုက်ပြီးအစိတ်တွေသူ့ခန္ဓာကိုယ်ထဲပြန့်နှံ့သွားပါတယ်။ကြော်ကြီးဟာတေဆုံးသွားပြီးသူ့မိသားစုအတွက်ဆွန့်လွတ်အနစ်နာခံမှုတွေလုပ်ခဲ့တဲ့အကြောင်းတွေသူ့မိသားစုကိုသတိရသွားပါတယ်။ဒီပုံပြင်လေးကမိသားစုအတွက်ကိုကြိုးစွန့်ပြီးစ조사အားထုတ်မှုရဲ့အရေးပါပုံကိုသတိပေးတဲ့ပုံပြင်ဖြစ်ပါတယ်။ကြော်ကြီးရဲ့ဆွန့်လွတ်မှုကသူ့မိသားစုအတွက်အားကိုးစရာဖြစ်ခဲ့ပြီးသူတို့ရဲ့ဘဝကိုပိုမိုကောင်းမွန်အောင်ကူညီပေးခဲ့ပါတယ်။ဒီပုံပြင်လေးကလူတွေရဲ့ဆွန့်လွတ်အနစ်နာခံမှုတွေကမိသားစုအတွက်ဘလောက်အထိအရေးပါတယ်ဆိုတာသတိပေးတဲ့သင်ခန်းစာတစ်ခုပါ။